တခါတော့ကလူတစ်ယောက်ရှိတယ်သူ့ဘဝမှာမိတ်ဆွေ3ယောက်ရှိခဲ့တယ်ပထမမိတ်ဆွေကိုတော့အရန်ချစ်တယ်နေတိုင်းဂရုစိုက်ပြီးအမြဲအတူနေခဲ့တယ်ဒုတိယမိတ်ဆွေကိုလည်းချစ်တယ်ဒါပေမဲ့ပထမလိုတော့မဟုတ်ခဲ့ဘူးတတိယမိတ်ဆွေကိုတော့မစင်စားမိခဲ့ဘူးအချိန်လည်းမပေးခဲ့ဘူးတနေ့မှာတော့တေမင်းကသူ့ကိုခေါ်လိုက်တယ်သူ့ရဲ့နောက်ဆုံးအချိန်ရောက်လာခဲ့တယ်ပထမမိတ်ဆွေကိုအကူအညီတောင်းခဲ့ပေမဲ့မလိုက်နိုင်ဘူးလို့ပြန်ဖြေခဲ့တယ်ဒုတိယမိတ်ဆွေကတော့တကားအထိပဲလိုက်ပေးနိုင်မယ်လို့ဆိုခဲ့တယ်နောက်ဆုံးမှာတော့တတိယမိတ်ဆွေကသူနဲ့အတူလိုက်မယ်လို့ဆုံးဖြတ်ခဲ့တယ်တတိယမိတ်ဆွေကတော့မင်းသွားတဲ့နေရာငါလိုက်ခဲ့မယ်ပြောတယ်ဘဝမှာအရေးကြီးဆုံးဟာကိုလှုပ်ထားတဲ့ကောင်းမှုပါ